သူတို့ခမ်းမဘက်ကိုရှောက်သွားနေတော့ရှင်ယူရဲ့ဦးလေးကရောက်လာတယ်သူတို့ကဦးကိုတန်တရားရှိပြီးဘာရွယ်ချက်နဲ့လာတာလဲဆိုတာမေးကြတာပေါ့ရှင်ယူနဲ့ဘလို့ဆုံးခဲ့တာလဲဘာလို့ချစ်တာလဲဆိုတာကိုကျန်းကအတင်းပြီးတော့ရှင်ယူကဘာပြောရမှန်းမသိပဲကြောင်အန်းဖြစ်သွားတယ်ဒါပေမဲ့ဦးကတော့အေးအေးဆေးဆေးပဲပြန်ဖြေပါတယ်သူကရှင်ယူရဲ့အမှုအကျင့်တွေနဲ့နေ့စဉ်ဘဝအကြောင်းတွေကိုအသေးစိတ်ပြောပြပြီးသူမကိုဘလောက်တောင်သဘောကျမြတ်နိုးတယ်ဆိုတာရှင်းပြခဲ့တယ်ရှင်ယူကတော့တော်တော်လေးအံ့ဩသွားတာပေါ့သူကဒါတွေကိုပဲလူများဒီလောက်တောင်သိနေရတာလဲလို့တွေးနေမိတယ်တကယ်တော့အမှန်တရားကစိတ်မသက်မသာဖြစ်เสียပါပဲဦးကသူမကိုမတိမတာနဲ့အကြာကြီးစောင့်ကြည့်နေခဲ့တာဖြစ်ပြီးသူမကိုချောင်းကြည့်နိုင်ဖို့အတွက်သူမတိုက်ခန်းနဲ့မျက်စိချင်းဆိုင်ကအခန်းကိုတော့ငှားထားခဲ့တာလေမင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့နေ့စဉ်ဘဝကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်ဦးနဲ့မာလူးကိုရှင်ယူရဲ့ရုံးခန်းမှာစောင့်ကြပ်ဖို့တာဝန်ပြန်ပေးလိုက်တယ်တမနက်မှာတော့လင်းကအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုခိုးသွားတယ်ဆိုတဲ့သတင်းကိုရှင်ယူကြားလိုက်ရတယ်သူမကကြားကိုစစ်ဆေးပြီးလင်းမထွက်ပြေးခင်ဖမ်းဖို့လုံခြုံရေးအဖွဲ့ကိုအမိန့်ပေးလိုက်တာပေါ့လုံခြုံရေး2ယောက်ကကားပါကင်မှာလူ1ယောက်ကိုဖမ်းမိခဲ့ပေမဲ့သူကလင်းမဟုတ်နေဘူးအဲ့ဒီအချိန်မှာပဲဦးကလည်းသူ့ဘာသာသူလိုက်ရှာနေတာပါသူကကြားကိုထပ်ပြီးတေချာစစ်ကြည့်တော့မှလင်းကကားအမေးရောင်တစ်စီးထဲမှာပုံနေတာကိုတွေ့သွားပြီးဖမ်းလာခဲ့တယ်ပြီးတော့ရှင်ယူစီကိုခေါ်လာပေးတာပေါ့လင်းရဲ့နှာခေါင်းမှာဒဏ်ရာရနေတာကိုရှင်ယူမြင်တော့ဦးကိုဘာလို့သူ့ကိုထိုးလိုက်တာလဲလို့မေးပါတယ်အဲ့ဒီမှာလင်းကခွင့်လွှတ်ဖို့တောင်းပန်ပြီးသူကရန်ရှင်းခိုင်းတဲ့အတိုင်းလုပ်ရတာပါလို့ဝန်ခံလိုက်တယ်ရန်ရှင်းကသူ့ကိုတစ္ဆာဖောက်ခိုင်းဖို့အတွက်သူ့ရဲ့ညီမလေးကိုတစ္ဆာခံအဖြစ်ဖမ်းထားလို့ပါတဲ့အလုပ်စင်းတော့ရှင်ယူကဦးကိုသူ့တိုက်ခန်းမှာလာနေဖို့ခေါ်တယ်ဦးကသူတို့လက်ထပ်ထားတာကစာချုပ်နဲ့ပဲလေဆိုပြီးဝေခွဲမရဖြစ်နေပေမဲ့ရှင်ယူကတော့ဇွတ်ခေါ်နေတာသူ့ဦးလေး2ယောက်ကအိမ်ကိုစောင့်ကြည့်ဖို့သူ့ရှိုးတွေလွတ်ထားလို့သူတို့တန်တရားမဝင်အောင်လုပ်ချင်နေတာလေတိုက်ခန်းရောက်တော့ရှင်ယူကစာချုပ်ထဲကစီကန်းချက်အစ်တွေကိုထပ်ရှင်းပြတယ်။ဦးလေးတွေကသူတို့ပတ်သက်မှုကိုထပ်မမေးနိုင်အောင်ဝူကိုတကယ်လင်မယားတွေလိုပြပြပြင်းပြင်းဟန်ဆောင်ဖို့ပြောလိုက်တယ်။အဲ့ဒီမှာဝူကဗိုက်စာနေတဲ့ခင်ပွန်းအတွက်ဇနီးဖြစ်သူကထမင်းဟင်းချက်ပေးရမယ်ဆိုပြီးဆန်းနောက်လိုက်သေးတယ်ရှင်ယူကတော့သူကဘသူ့အတွက်မှလည်းဟင်းမချက်ပေးဘူးချက်လဲမချက်တတ်ဘူးလို့အေးအေးဆက်ဆက်ပြန်ပြောလိုက်တာပေါ့။အဲ့ဒီအချိန်မှာလူခေါ်ပဲတီးတန်ကြားလို့ကြည့်လိုက်တော့ဒရိုင်ဘာတယောက်ကရှင်ယူမှာထားတဲ့အစားအသောက်တွေအများကြီးလာပို့တာရှင်ယူကသူ့ကိုမကြွေးဘူးလို့ညင်းပေမဲ့ဝူကတော့ကလူကလီနဲ့ဝင်စားလိုက်တာပဲလမ်းတစ်ဖက်မှာလည်းရှင်ယူဦးလေးတွေလွတ်ထားတဲ့သူရှိုးကတေချာစောင့်ကြည့်နေတာသူတို့2ယောက်အတူတူစားနေတာကိုမြင်တော့သူတို့တွေတကယ်ပဲအရန်ရင်းနှီးနေကြပြီလားဆိုပြီးအဲ့ဒီသူရှိုးကစိတ်တူနေတာပေါ့နောက်နေ့ကျတော့ဝူကမာလင်းဆိုတဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကိုတတိထားမိသွားတယ်မာလူကသူ့ညီမလေးပါဆိုပြီးမိတ်ဆက်ပေးပြီးတော့ရှင်ယူရဲ့ကုမ္ပဏီမှာအလုပ်ရအောင်ကူညီပေးဖို့ဝူကိုအကူအညီတောင်းတဲ့ကောင်မလေးကိုသဘောကျသွားတဲ့ဝူကလည်းကူညီပေးမယ်လို့တတိပေးလိုက်တာပေါ့အဲ့ဒီနောက်ရှင်ယူကိုမာလင်းအကြောင်းပြောတော့ဝူကနည်းနည်းတော့ကြောက်နေတယ်ဒါပေမဲ့လူတွေ့စစ်တုံးကကောင်မလေးကတော်တော်လေးအရေးချင်းရှိတယ်လို့ပြောလိုက်တယ်ဝူကအဲ့ဒီကောင်မလေးကိုချီးကျူးနေတာမြင်တော့ရှင်ယူကတဝင်းတိုးတလိုမျိုးနဲ့မာလင်းရဲ့ဖိုင်ကိုပြန်စစ်ပြီးဓာတ်ပုံကိုလည်းတေချာကြည့်နေသေးတယ်